အမေဘာလုပ်နေရလဲ မပဇွန်လေးတွေရလို့သင်ကိုကြီးတွေကြော်ပေးဖို့ကြော်ဖို့ချန်ထားခဲ့အောင်လို့ချူမော့ဟင်းကမော့စားလေးနဲ့နေပါမယ်လေးကြော်မယ်ဒါမျိုးလေးကြော်စားကြည့်အခုကြော်တဲ့ပုံစံတိုင်းလေးကြော်စားကြည့်အရန်စားလို့ကတော့ကျမတို့လင်မယားနှစ်ယောက်စအိမ်အောင်ကြကစားဈေးထဲမှာစိုင်ပွင့်တဲ့အချိန်မှာပေါ့နော်အဲ့လိုမျိုးလေးတွေကြော်စားပါဆိုအန်ဒီကျမတို့ဆိုင်ရှိရအန်ဒီထွေးရကျမတို့ပြောခဲ့တာအဲ့ဒါနဲ့ကြော်စားတာအရန်စားလို့ကောင်းပါတယ်ကိုကပဇွန်လေးတွေထည့်မယ်ပဇွန်လေးတွေနေထားတာကိုကျမတို့ထည့်ပါမယ်ဒါလေးကိုချက်ချောက်ကလေးဖြစ်သွားအောင်ကြော်မယ်နော်ဒီစိမ့်လေးထည့်မယ်အခုကတော့ငရုတ်ဒီစိမ့်နည်းနည်း short ထည့်တာပေါ့နော်ကိုတော့ဆိုတော့ငရုတ်ဒီစိမ့်နဲ့များတယ်အခုကခုနကငရုတ်ဒီစိမ့်နဲ့စိတ်မစားနာဆက်သိမစားနာနဲ့ short တယ်ငရုတ်ဒီစိမ့်နဲ့ short ထည့်လိုက်တယ်ပြီးတဲ့ခါကျအဓိကအဲ့ငရုတ်ဒီစိမ့်ရဲ့အခုငပြာရည်လာပါပြီငပြာရည်လေးထည့်မယ်ပေါ့နော်ငပြာရည်လေးနည်းနည်းပေါက်လိုက်မှန်အဲ့ပဇွန်တေးသေးလေးတွေနဲ့အဲ့ငပြာရည်နဲ့တွေ့တဲ့အနံ့ဝေးကြိုင်းလာအဲ့ဒါကိုသဘောကျပြီးရင်ဒါဆိုစိမ့်သေးတယ်နည်းနည်းလေးစစ်ကြုတ်ကလေးကြော်မယ်အဲ့ကျရင်မှုကြိုင်းခမင်းစားခြင်းတွေပေါက်သွားပြင်ပြန်လာမှုကြိုင်းနေတဲ့ပဇွန်ကြော်လေးကိုဒီမှာရပါပြီเนาะကျွတ်ကျွတ်ကလေးမှုကြိုင်းဒါပဇွန်ကြော်ပဇွန်3000မို့ကြော်ထားတာပါရှင်ဒီပဇွန်လေးက3000မို့ပါဒီမှာရိုက်ချင်ရဒီမှာချက်ချက်လေးပြပါဟုတ်